မင်္ဂလာပါတမချန်းစာကိုယောက်ျားလေးတစ်လက်မိန်းကလေးတစ်လက်အပြန်အလှန်ဖတ်ခြင်း150ခုမြောက်သောစာလံအခန်းငယ်1မှ6တန်ရှင်းရာဌာနတော်၌ဖျားသခင်ကိုချီးမွမ်းကြလော့ဘုန်းတော်ထင်ရှားရာကောင်းကင်မျက်နှာချက်ပေါ်မှာချီးမွမ်းကြလော့ထူးဆန်းသောတန်ခိုးတော်များကြောင့်ဖျားသခင်ကိုချီးမွမ်းကြလော့အလွန်တရာကြီးမြတ်တော်မူခြင်းရှိသည့်အတိုင်းချီးမွမ်းကြလော့တဘုံမုတ်လက်ဖျားသခင်ကိုချီးမွမ်းကြလော့တယောနှင့်စောင့်ကိုတီးလက်ချီးမွမ်းကြလော့ပတာတီးလက်ကခွန်လက်နဲ့ချီးမွမ်းကြလော့ကျိုးနဲ့ပြည့်စုံသောတူရိယာကိုတီးလက်နဲခရာကိုမှုတ်လက်ချီးမွမ်းကြလော့အတန်ကျဲသောတန်လွင်ကိုတီးလက်ချီးမွမ်းကြလော့အကြီးဆုံးသောလင်ကွင်းကိုလည်းတီးလက်ချီးမွမ်းကြလော့အသက်ရှိသောသူအပေါင်းတို့သည်ထာဝရဘုရားကိုချီးမွမ်းကြစေဟာလေလုယာနားထောင်သွားသောရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ